အခုကတော့တနားကြီးဝဲပြီဆိုတော့နေ့နေ့ဆိုတော့စားပါမယ်အမေဒီနေ့ဘာရင်ချက်လဲမသိဘူးသွားမေးတာပဲဝေးဘာရင်ချက်လဲ အော်မြင့်ကတဲ့စနေလေးကိုရှင်းချက်တယ်ဖိုက်ဖိုက်သားလား ဖိုက်တော့တောင်းပါရဲ့ ဒါငပီတော့ဒါပေါက်ပြမိပဲလောဝရှယ်ပဲ ငါလည်း အဲ့အောင်ငရသားနဲ့စားပဲငရသားကပိုက်သားဆိုတော့လောဝမိုက်တယ်ဒါကိုငရသားကိုစားနေပြီးတော့ဒီနေ့မှပြတ်ချက်ထားတော့ငညာလေးနဲ့တော်တော်လေးစားလို့ပါဆွဲပြီအဲ့ပါ တမလေးကျန်နေပုံကြော ဟောဘယ်မှာမစားတော့90ကြော်ပြီနော်မနေ့ကကြီးကြော် ဒီစားမလား ငသီးကြော်လေးမီတော့ပေါ့ကြော် ဘယ်နေယူလဲ ကြော် ပြဒီလိုလား မီတော့တော့ခဏမစားရကြသမီးပုံလေးနဲ့နေပြီးစားရှယ်မင်းချုံနေနော် သမီးဟောနေလိုက်သမီးပုံနေလိုက်တရားသီးလေးပါတော့လာဘူးကောင်းလားရှာ နည်းနည်းတမကောင်းနော် ငရလိုက်တော့မြင့်ငတယ်မှာစားကောင်းတာမူးရင်းငတယ်တာဆိုတော့တိုက်စော်နေတာနော် အမြင့်ငယ်လည်းစစ်นี่လည်းမစားဘူးမင်းရော ခုတော့တော့ ပြင်ပြ ဒီအပွဲနဲခါ တက်တက်ပြချိုတယ်မချိုခါလေးကောင်းတယ်လူနဲ့တည်း တော့အရွက်ကပိုစားကောင်း ပန်းပြူရကြီးရမပေါ်သေးနော် တော်တယ်ဒါရကမတော့ပေါ်နေတာကြီး ငါတွေ့တယ်မတွေ့သေးဘူးကြီးရလေတော့ မင်းတို့ကသမင်းမင်းနော်ဒီကတော့သမင်းမင်း ကျော်ပဲ တုံးကြပါဦးကျတော့လည်းနေအမကအဲ့ဒါတော့လည်း အဲ့ဟင်းကောက်ကောက်မှတော့ပါလို့မစားကြတော့တရားတပီလေးတို့စရာလေးတယ်တရားမလားအဲ့ဒါပို့ပြီးစားဝတ်တယ် မိရတဲ့လူကမများကြိုက်စီ ဟမ်မြန်မာကြိုက်တော့အခုလားချုံမခါ ချိုကားကဒါလူနဲ့တည်းစိတ်ဘဝင်နေပေါပန်းပြီးလို့ပေါပန်းနေတယ်နိဒီထဲမှာပေါပန်းနေရှိခဏသားလည်းသူစားနေပြီချက်မှာပို့စားကောင်းတယ်ရိုးတိုင်းလဲလဲချက်မှာတော့ချိုးချိုးဒါမှသိစားမကောင်းဖွင့်တယ်ဖြစ်တော့ ရတာပေါ့ ဟမ် စားလို့သားမှာပါညှိနှင်းကြောပါ ဟုတ်တယ် တိတ်မညှိတော့